ကိုနေခဲ့လိုက်တော့နော်ကျွန်တော်ပြန်တော့မယ်နော်ကိုတာ你别别我，你的我不能你那是吧？就是照看。အခုမှနောက်လာသူရေးတောက်နေတာကိုနဲ့ညီ 我把俺们这种搞的不知道，သူတောက်လာ不是俺们弄的。မလုံးဘူးလို့ပြီးတော့လည်းရစ်လိုက်တာမှတတ်တယ်ကိုလမ်းနေတာပဲ 你没人呗？但是快要这边有人， လေဒီတဲ့အရက်တွေကဘယ်လိုရောက်နေတာတော့ 你这有你吗？ ဘယ်လိုထဲမှာတော့ဒီမှာဘာမှမထည့်ဘူး 你没这呢？ ဩမထည့်ဘူးညီကိုထည့်လို့နေမှာပေါ့ 我天！ သူထည့်တာလေသူစွမ်းနေတယ်ထိုင်နေတယ်ဒီကောင်ကအိမ်နေတယ်သူကဘယ်ရောက်လာလဲမေ့ကြည့်ပါဘယ်ရောက် မနေ့ကတော့ဒီတရားကခုံချပြီးတင်သွားတာ 哦，你要是咱们不这地方人，那套，现在呢，每个人掉的时候，一定要在哪么弄呢？ တွားလို့ပြန်တော့မယ်ဟိုပြန်ပါလေမင်းအာကူပြီးခေါ်လာတဲ့ဥစ္စာဟိုမှာ3ယောက်တော့ဘယ်လိုနိုင်မှာလဲအော်မင်းကလည်းကွာတကယ်ကောင်းပဲကဲအဲ့ဒါဟိုဘက်လက်ကဲတော့ချင်းမရှိတော့ဘူး 对方们来不来 ဟော 呢？ နေရမ်းပါဟော အခုလိုကူညီပေးရကျေးဇူးအများကြီးတင်ပါတယ် အာဒါအသေးဘွားတွေအေးစေး ။နေပါဦး။ရှင့်ကိုကျွန်မမြင်ဘူးတလို့ပဲ။အော်ဟိုအဖြူရောင်နှလုံးသား ဟုတ်တယ်အဲ့ပရာဟိတနာမည်ကကျွန်တော်နှလုံးသားနာမည်ကိုပေးတာမိန်းကလေးတယောက်ဒီလိုဖြစ်ပြနေတော့ဘယ်လိုကြည့်နေနိုင်မှာလဲပရာဟိတစိတ်တွေကဒီနေ့မှကုံရောထွေးနေတာအပြည့်အလုံးသားတွေ အေးအဲ့ဒါငါညမနော်မင်းနည်းနည်းများနေပြီ နေပါဦး။ရှင်ကဟိုတရေတွေကိုတွေ့ရပြီးစကားပြောနိုင်တယ်ဆိုတော့တကယ်ပေါ့နော် ဒါပေမဲ့တရေတိုင်းတော့မဟုတ်ဘူး3កောင်နဲ့ ဟာလာပြန်ဘာတော့ကော မမ3ယောက်တည်း3ယောက်တည်း ။အခုအဲ့တရေ3ယောက်ကဒီမှာရှိနေရလား ရှိတယ်နောက်မှာတော့အရှိမ2ယောက် ။ရှိမှာပဲ ဟုတ်တယ် ဟိုအဲ့တရေ3ယောက်ထဲမှာကျမကိုကြီးပါနေရလားယင် ပါတာဗောကိုကြားလေးပါတာဗောကျွန်တော်ဝင်ဘူးတော့မှတင်တယ် လွမ်းလိုက်တာညီမလေးရေ ချောင်းနေငါမပူရသေးဘူးလေရောင်းနေငါဒီမှာပဲရှိသေးတယ်လေ ညီမလေးကကိုကြီးကိုနိုင်တယ် ချောင်းနေမင်းငါညမကခုလွတ်လိုက်တော့အေးမလွတ်ရင်ငါမင်းကိုယ်လည်းဝင်ပူပြီးငါဘောင်းမကြည့်ပြီးရက်ခွက်ရှောက်ပြေးပလိုက်မယ်နော် ကိုကြီးဒါရွာလို့မှညီမလေးဒါပေမဲ့ကိုကြီးမထွက်ခင်လေကိုညီမလေးကိုအာဘောတဝါကြီးပေးခဲ့မယ်ညီမလေး လာလေဖူပါလာလာ ဘာလို့လဲကိုကြားလေးဒီမှာအရှိန်ရနေပြီကိုကြားလေး နန်းကွာ မောင် ဘာမောင်လေဘာလို့မောင်ခေါ်နေရတာ မောင်မောင်မို့လို့မောင်လို့ခေါ်တာဗောမောင်ရဲ့မောင်ကလည်းဘာဖြစ်နေ ဟာဒီမှာတကယ်ကြီးနေရှိရပြဘာကြောင့်အဆက်ခွဲနေရတာ အဲ့လိုမဟုတ်ပါဘူးမောင်ရဲ့မောင်မွေးနေမှာမောင်ကြိုက်တဲ့ရေမွေးလေးကိုအမှတ်တရအနေနဲ့လက်ဆောင်လာပေးတာပါမောင်ရဲ့ ဟဲ့ဟိုသူအဲ့ဒါဘာကြီးလဲကွာဘာလဲမင်းလိုင်းပြောင်းသွားတာလဲဟောမင်းတော့ပြောကွာဟဲ့လူပြတော့ပြောနေ ကဲပါမောင်ရဲ့စိတ်ညစ်မနေပါနဲ့ လာ ရော့တော့မောင်ကြိုက်တဲ့ရေ ငါပြန်တော့လို့ကျွန်တော်ပြောနေတော့ ငါသားနဲ့ပတ်သက်ပြီးတော့မင်းဘယောတော့ခါစကားတွေလာမပြောနဲ့နော် ကျွန်တော်ဘယ်လိုဒုက္ခတွေပြောနေမှာမဟုတ်ပါဘူးကျွန်တော်အတီးပြောနေတာပါကိုကြီးရဲ့ကိုကြီးဘုံဘုံကပြောတယ်သူ့အတွက်နဲ့စိတ်မကောင်းဖြစ်နေတာကိုမကြည့်ရလို့တဲ့ဖေဖေနဲ့မေမေမှာအပြစ်မရှိပါဘူးတဲ့ ဟေးဗျာသားနဲ့ပတ်သက်ပြီးငါစိတ်ရမ်းညစ်တာတော့မင်းတို့လင်မယားနောက်ဆိုလူလိမ့်နေကွာ ဗျာကိုကြီးကျွန်တော်တို့က မင်းတို့လင်မယားနှစ်ယောက်ကလူလိမ့်နေလို့ပြောနေတာ ကျွန်တော်တို့လင်မယားနှစ်ယောက်ကလူလိမ်နေမဟုတ်ပါဘူးကိုကြီးရဲ့ လင်မယားလည်းမဟုတ်ပါဘူးရှင် ဟေးလင်မယားဟောမဟုတ်မင်းတို့လင်မယားနှစ်ယောက်ငါတို့လာလိမ့်တာသွားငါချန်တဲ့ဦးကျော်ပြောတာမသွားရင်ငါကောင်းတယ်ကွာ ဘလို့ခဏလေးပါ ဟေးမင်းမင်းမဖီးစတဲ့ကော ဟိုကျွန်တော် ငါရိုက်တော့မှာ ဟိုပါပဲဟိုပါလေလာဟိုလာလာကျောင်းကြီးဆိုတဲ့ကောင်နဲ့လည်းနည်းနည်းတော့မချဘူးလားဟမ်โอเคဒီနေ့ကနေစပြီးတော့ကျွန်တော်တို့ရောင်ပြန်ရုပ်ရှင်ဇာတ်ကားကြီးကညီမတပီလုံးမှာယုံနေပြသမှာဖြစ်ပါတယ်အဲ့တော့အားလုံးကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအနီကြောလေးကြားလေ
ရေကမှုစားခြင်းနေတာရေကမှုလေးဝယ်ကျွေးပါလားရေကမှုလေးဝယ်ကျွေးပါအဲ့လို ရောင်းနေလို့ဆိုတော့ အန်ဒီ အေးပေါ်ချင်နေစေရုံကလည်းစေရုံပဲပေါ့ ဒီကနေစပြီးတော့ရောင်ပြန်ဆိုတဲ့ရုပ်ရှင်ကားကြီးကိုမြန်မာတနိုင်ငံလုံးမှာရှိတဲ့ရုပ်ရှင်ုံတွေမှာစတင်ပြီးတော့ပြသပါပြီရှင် ကျမတို့ရှေ့အခုညူတကယ်လို့နေရပါ ဟာဘာလို့ကနည်းမရှိပါဘူး ကျမတို့ဘူးဘွားတော်ကလူတွေနဲ့ပြန်ပြီးတော့ဆက်သွယ်ကြပါ ဒီနေ့ကနေစပြီးတော့ရောင်ပြန်ရုပ်ရှင်ဇာတ်ကားကြီးကိုမြန်မာတနိုင်ငံလုံးမှာကြည့်ရှုလို့ရပါပြီရှင် စေရုံနေရှစ်မရိုင်းလိုက်တာဟဲ့ချစ်သူတော်မဖြစ်သေးဘူးကျမကဘာကြီးဆိုနေတာလဲ ရောင်ပြန်ရုပ်ရှင်ဇာတ်ကားကြီးကိုမြန်မာတနိုင်ငံလုံးမှာယုံနေပြသနေပြီဖြစ်ပါရဲ့ရှင်ဒီတို့တစ်ဖွဲ့လုံးကစူးစမ်းထားတဲ့အတွက်ကြောင့်မို့လာရောက်အားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်အခါတို့တစ်ဖွဲ့လုံးကဒီကြားစူးစမ်းထားတာမို့လို့အားပေးပေးကြပါအောင်နော် သူအခုဝတ်ထားတဲ့အတွင်းငံပေါင်းပြီးပန်းရောင်ကလည်းဘလက်တိုင်းကြီးတော့ကျမတို့လက်ဆောင်လုပ်ပေးတာ အဲ့ဒါတော့တော်ကြိုက်တယ်ခင်ဗျားဦးဝယ်ထားတဲ့ဖိပန်းရအောင်ဗလန်တိုင်းတော့ခင်ဗျားတို့စိတ်လို့ဝယ်ထားတာတို့ ကျွန်တော်ဒီနေ့မှစပြီးတော့ဒီချောင်းပြန်ရုပ်ရှင်ဇာတ်ကားကြီးကိုကျွန်တော်တို့တပီလုံးမှာပြသနေပါပြီအဲဒါကြောင့်မို့လို့ပြည်သက်ကြီးကလည်းဒီချောင်းပြန်ရုပ်ရှင်ဇာတ်ကားကိုအားလုံးပဲလာရောက်အပိပုဒ်တွေဖိတ်ခေါ်ပါတယ်ခင်ဗျာ ဟောလေအမေဘာမင်းကဆုံးမကိုရလုံးလုံးဆောရတော့ရဘူးပင်းချောရရဘူးပင်းမရှိတော့မလားဒီပေါ်နေတိုင်းနဲ့မရှိဘူးစားဇုံဘာလို့ကိုင်းနေရတော့မချစ်ပါဘူးလို့ပြောနေတာမရှိဘူးဆိုဒီမှာပေါ်ကိုယ်တောင်းရတူလို့ရဘူးချောတိတ်မမှုသေးလို့နင်းတယ်လို့တွားဆိုင်တယ်မမှုသေးဘူးလည်းပြောသေးတယ်တကယ်မရှိတော့အတန်ကြီးပဲကြံတော့တယ်ဆဲအဲ့ဒီတိုင်ပဲကျွန်တော်ဖြတ်ပြီးပြန်ဖို့နော်ပေးပါလားမပေးလားမပေးလို့လုံးပါလေလို့ပြောနေတဲ့ကိစ္စမလုံးနဲ့တော့ဆိုရှာပေးလေဟောခင်ဗျားကိုကြုံမရှိတော့ဘူးကျွန်တော်နေနေလေကိုတတ်တယ်လိုက်ပါဟဲ့လူတတ်တယ်လို့လားအရင်လေးမတော့ရနဲ့ဗျာတတ်မသိပါနဲ့တတ်တယ်ပါလားအမိုးလိုပဲချာကြတာလာလိုက်စမ်း မထိုင်ဘူး ဟေ့ထိုင် မထိုင်ဘူးလို့ဘာလို့ပြနေကြလဲကွာဒီကောင်တော့မင်းတို့နိုင်အောင်မချုံနိုင်ဘူးလား ချုပ်နိုင်ပါ အဲ့ဒါဆိုရင်အနာရှိနေတဲ့ကောင်မလေးနေရာကဝိုင်းချုံလိုက်စမ်း ဆရာကလည်းတူးနှစ်ယောက်ချုပ်ထားနေရနေပြီပါဟာ ဩဒီမင်းကလေးကလာပြီးထွန်းတက်နေတယ် နေနေနော်ရင်းခန္ဓာကိုယ်ထဲမှာရှိတဲ့အမောင်ပြောကလို့ဆရာကြီးကနှိမ်နေပြီမှာ အေးရောမင်းတို့ဆရာကြီးကတကယ်ရောစွမ်းလို့လားကွာမင်းကဖားတယ်ငါရဲ့ပညာကိုမင်းကစွမ်းမစွမ်းစမ်းတတ်နေတာလားပျော်လိုက်တာဗျာဒီလိုဆရာသမားကောင်းနဲ့တွေ့တာတကယ်တော့လေကျွန်တော်ကိုယ်ထဲမှာဘယောကဝင်နေတာမဟုတ်ဘူးဆရာရဲ့ကျွန်တော်ဘေးနားမှာတရေ3កောင်လိုက်နေရဟဲ့ဟုတ်ကလားဟုတ်တယ်ဆရာငါဆရာကိုလာမညာနဲ့နော်လာပါလာရဆန်းဘာတုံးစုံဖြစ်နေတာဟုတ်3កောင်ဟုတ်တာဗောမျက်နှာငယ်လေးတွေနဲ့မြေစာလေးတွေနဲ့ဆရာဘယ်ကိုကြည့်ရောဟာမင်းပြောတဲ့3កောင်လေးဟောရင်ငုတ်တုတ်ကလေးတွေဗျာဆရာအားလေကွာ3កောင်ဒီမှာမဟုတ်ဘူးကျွန်တော်နောက်ပါဆရာမင်းနောက်ပါလားတွေ့ပြီပေါ့ကွာဟဲ့ငါဆရာဆိုတဲ့အကောင်ကလည်းသူတို့မြန်တယ်လို့ပဲရှက်စီလက်နေတယ်လို့ကငါဆရာမြန်ပြမယ်ကွာဟို3កောင်အမဟိုပြည့်လေဒီပြည့်လေမလုံနဲ့နော်အခုကျမှအော်မင်းလက်စောတာဘလို့ကမသိဟာမသိဟုတ်ဆရာဆိုတာမင်းလားအေးငါလေအေးမင်းဆိုကြိုက်တယ်ကွာဆောရမလုပ်နဲ့ကွာဘာလဲလာလို့ဘာလဲဘာလဲလို့မင်းခေါင်းတော့လားဟာစောင့်ကန်ထဲလိုက်ဦးမယ် ငါလည်းလန့်သွားတာပဲဟိုဘလို့ဖြစ်တာလဲကွာ ဘာမှမဖြစ်ပါဘူးဘာမှမဖြစ်ပါဘူးဘာမှမဖြစ်ပါဘူးဟာ ချောင်းကြီး ဟေး မင်းခုနလေးနဲ့ဗတိစိတ်နေရလေအခုအရက်ကတော့ပြန်မင်းဘာဖြစ်နေဘာဖြစ်နေတာလဲလို့ ဟဲ့ကြောင်မင်းခွန်ကြီးပြပါ ညီပေးပါခုညီပေးပါ ဘာလဲကွာလဲလာကွာ ဘာကြောင့်ဒီကိုပြန်ရောက်တာလဲ ငါခတိကန်ကြီးတယ်ခွန်ရအတိတိခုန်ချနေရမှာကွာ အတိတ်တယ်နဲ့ ဒီကုတင်နေမှာမတောင်းနဲ့
ငါဟာဒီကတော့အမနီယတိတိကခုံကြပြီကိုကိုတေချောင်းကြံထားတဲ့မသားကွာ အဲ့ဆိုခင်ဗျာတာနေစားတယ်ဟာလားတည်ရဲကွာမင်းနောက်ငါလူဖြူစင်ရိုးတာတိတ်ပနာဖို့ကောင်းနဲ့တည်ရဲတွေနဲ့တွေ့ရပါသေးလို့ငါဆူတောင်းပေးခဲ့ပါတယ်ကွာဘာလဲလားဆူတောင်းနေဒီတည်ရဲဝလင်းဝနတဲ့ပြမလေးချစ်တဲ့သူတွေပါရှိတယ် ဘာလဲကိုရောင်နေကဖြူကိုအထင်သေးရလား ။ဟိုလိုတော့ ဒီအချိန်နဲ့ဒီအသက်အရွယ်တလောက်လှတဲ့ဖြူမှာချစ်တဲ့သူဘာလို့မရှိရမှာလဲ ။အော်ဟုတ်လား ပြောစရာရှိရဆက်ပြောလေ ။ချစ်တဲ့သူရှိတယ်ဆိုရင်ကျွန်တော်ပြောလဲဘာထူးတော့မှလဲဗျာ ဖြူကချစ်တဲ့သူရှိရလို့ပြောတာမှမဟုတ်တာ ။အဲ့ဆိုပြောမယ် ဟုတ်ပြော ။အဲ့ဆိုပြောတော့မယ် ။အပြောအောင်။ပြောမှာပဲ ပြောလေဘာပြောအိုးကျောင်းမွေကြော်မှာပေးရမှာလို့လားဘာပြောနေရလဲဟာကျမစိတ်တူလာပြီနော်ပြောရရှာမြန်မြန်ပြောလေဘာပြောနေမှလည်းမသိဘူးကိုရောင်နေရှင်မရိုင်းလိုက်လားချစ်တူတာမဖြစ်သေးဘူးကျမဘာတောင်းဆိုနေရလဲ